မြတ်စွာဘုရားရှင်ဘာကြောင့်ငါးပါးသီလကိုဟောခဲ့တာလဲငါးပါးသီလဟာဘာသာရေးအတွက်သာမဟုတ်ပါဘူးလူသားတွေအေးချမ်းစွာအတူနေထိုင်နိုင်ဖို့အတွက်မြတ်စွာဘုရားရှင်ချမှတ်ပေးခဲ့တဲ့အခြေခံလူချင်းဝတ်ဖြစ်ပါတယ်အရင်ဆုံးငါမကြိုက်တာကိုသူတစ်ပါးလည်းမကြိုက်ဘူးဆိုတဲ့ကိုချင်းစာတရားကိုမွေးမြူပေးပါတယ်ငါအသက်မခံချင်ရင်သူ့များကိုလည်းမတတ်သင့်ဘူးငါအခိုးမခံချင်ရင်သူ့များပစ္စည်းကိုလည်းမခိုးသင့်ဘူးဆိုတဲ့သဘောပါလူတိုင်းသာငါးပါးသီလကိုစောင့်ထိန်မယ်ဆိုရင်အသက်အန္တရာယ်တွေလျော့နေမယ်ပစ္စည်းဥစ္စာတွေလုံခြုံမယ်မိသားစုတွေသားရမယ်လူအချင်းချင်းယုံကြည်မှုရှိလာမယ်လူအဖွဲ့အစည်းတစ်ခုလုံးငြိမ်ချမ်းလာမယ်ဒါအပြင်သီလဆောင်ခြင်းဟာတတ္တဝါတွေကိုဘေးကင်းမှုပေးတဲ့မဟာဒါနလေးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့သီလဟာလူဘဝရဲ့အည်အသွေးကိုထိမ့်သိမ့်ပြီးအပေတကားကိုပိတ်ပေးတဲ့အခြေခံတရားလေးဖြစ်ပါတယ်ဒါကြောင့်ငါးပါးသီလဆိုတာတဦးချင်းရဲ့ဘဝကိုကောင်းမွန်စေုံတာမကလူလောကတစ်ခုလုံးကိုစောင့်ရှောက်ပြီးတဲ့လောကပါလာတရားပဲဖြစ်ပါတယ်